ကျွန်တော်ဒီနေ့ပြမယ့်အကောင့်လေးကတော့ဈေးလည်းအများကြီးမသုံးညင်ဘူးဆိုတဲ့ညီကိုတွေအတွက်ပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါ Charlie Gaming Page ကနေပြန်လဲကြိုလိုက်ပါကျွန်တော်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့အင်ကြီးဆက်လေးကတော့ပါသင်းတဲ့လောက်လေးပါမယ်သူကနေတယ်ပေါ့နော်အခုမှစဆုံးမယ့်ညီကိုတွေအတွက်ဆိုလို့ရှိရင်တော့လုံးဝဟိုအဆင်ပြေပါတယ်ဒါလေးကတော့ handbag ကတော့ကျွန်တော်တို့3လုံးတော့ပါမယ်ပေါ့နော်ပထမတစ်လုံးကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ handbag လေးဆိုရင်လည်းမစိုးတော်တော်လေးလာတယ်ပေါ့နော် handbag နှလုံးကတော့ fine ပဲကျွန်တော်တစ်လုံးကတော့ဒါ free ရတယ်free pay တဲ့ skin ပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့backpack တွေကလည်းထွေထူးတော့မပါဘူး free ရတဲ့ skin only လေးပဲဖြစ်တယ်ပေါ့နော်ဒီကလေးတစ်ခုပဲပါမယ်ရှားတို့ဥထုနောက်ပြန်လေးပေါ့နော်ဒီကောင်လေးဆိုရင်လည်းမစိုးလာတယ်ဒီဒီသမားလေးတော်တော်များများကြိုက်တဲ့ပေါင်းမီလေးပေါ့နော် blazer ပေါင်းမီတော့မဟုတ်ဘူးကျွန်တော်တို့ဒီမှာကတော့ကျွန်တော်တို့အနီအောင်တုံးလေးကတစ်လုံးပါမယ်ပေါ့နော် material အသေးလေးတွေကကျွန်တော်တို့9ချောင်းပါမယ်ကျွန်တော်ဆေးဘူးက24ဘူးပါမယ်ပေါ့နော်ကျွန်တော်နေနေပါရဲ့တန်းချင်းလို့ရတယ်နေချင်းကအသိရှိမယ်အဲ့ကတော့တခြား level ကတော့မပါဘူး only ဆိုမှ only ပဲအဲ့ level က only ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့9000မကျော်လေးနဲ့ပဲရောက်မှာပါအခုမှစားဆုံးမညီကိုအတွက်ဆိုရင်လုံးဝအဆင်ပြေပါတယ်အားလုံးပဲကျွန်တော်တို့ဈေးနှုန်းလေးကတော့ကျွန်တော် CV မှာပဲလာပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ချက်ပေါက်မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ်လာရောက်ပြီးမေးနိုင်ပါတယ် Telegram name လေးကတော့ကျွန်တော်တို့ရှေ့ကနေပြီးတော့ share ခံလိုက်ပါတော့share Charlie Gaming 1H ဖြစ်